ခုမှချက်ချစ်လက်ငင်းချက်လိုက်တဲ့ဝက်အာလူဖြစ်ပါတယ်ရှင်အားလုံးစောင့်လို့နေကြတယ်ဟောဒီထမင်းစားလိုက်ကြီးကိုဟောဒီအိုးကြီးနဲ့ချက်ပြသွားမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်အရင်ဆုံးမိတ်ဆက်ပေးချင်တာတော့ကျွန်တော်ဒီအိုးကြီးဖြစ်ပါတယ်ဒီအိုးနဲ့ချက်မှာပါကျွန်တော်အောက်က gas အိုးပေါ့နော်ဒါကျွန်တော်ထမင်းစားလိုက်ချက်ဖို့အတွက်ကိုပြင်ဆင်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့ခုတော့ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော် accessory လေးရှိပါတယ်ဒါလေးဟာဆိုရင်တော့ထမင်းစားလိုက်ချက်ဖို့အတွက်ဒါလည်းပြင်ဆင်ထားတာဖြစ်ပါတယ်မှန်တော့လေတဲ့ဒီမှာမချက်သေးလို့ရှိရင်ဒီမှာထောင်းထားလဲရတယ်ဒီအပေါ်ကဒီချိန်မှာလေမထောင်းထောင်းဒီမှာခီးရဲ့ short တွေတိတိကျကျရိုက်ပေးနေဒီတိုင်းကြည့်နေမယ်အသေးလေး share လေးတွေပေးသွားပါနော် please like and share guys ချမောင်ခင်းကိုတော့ချမောင်နဲ့မြင့်လေးနဲ့တေချာလေးချက်ထားတယ်ပြီးရင်ဝတ်သားလေးကိုအာလူရောမယ်ဝက်သုံးသက်သားရဲ့အသားစီလေးရဲ့ဝယ်ထားတယ်ဒါတော့ကျမတို့အော်ကာလူပါမန်ဖလန်အာလူကိုလေအရန်အထူကြီးမသုံးဘာလို့လဲဆိုတော့ချက်ပြရနဲ့ချက်ချင်းစားမှာဆိုတော့လေအချိန်အရန်ကြာကြီးမချက်မှာဖြစ်တဲ့အတွက်ကြောင့်အာလူကိုအနေတော်လေးပဲသုံးလိုက်တယ်နော်မထူမပါလေးပေါ့အာလူကလေသူအာလူကအစီးချက်တည်တာအစီးချက်တော့အာလူကတည်းရေးရေးရတယ်ရောကီလေးရတယ်စိတ်နော်ကနိုင်နဲ့ကြွကုန်ပြီလို့ဒီစင်းမှာတော့အာလူပြကောင်းနေရတယ်နော်မာလီထိုင်းမှာလေမြင်တယ်မြန်မာမှာနဲ့မတူတာလေသုံးသက်သားကိုမြန်မာမှာလို့ရှိရင်တုံးကြီးနေဒီမှာဆိုလို့ရှိရင်အဲ့လိုလေအသားအမြင်လေးနဲ့ဒီအဲ့လိုအမြင်လေးနဲ့သူကရောင်းနေဒါနှုတ်သားဘာလို့နှုတ်သားမသိရသေးလားနှုတ်သေးလေးပါလို့ဟိုတိတ်ခုမှစောင်းဖြစ်ပြတာစောင့်နေတာကွက်တီပဲဟုတ်မြန်မာလိုမှတ်လာမြန်မာလိုမှတ်လာဆမ်ချမ်းပါဆမ်ချမ်းပါအော်ဒါတိဝလာတော့ဒါဟောင်းနဲ့ဆက်လီးနေတဲ့စကေဓာတ်နဲ့မှာစကေကျန်းရမှာတဲ့โอเคမကြီးရွှီဟာတက်တော့ကြွတာလေးအတိုင်းပဲရှိပဲနော်အသေးလေးပေးအောင်လေအသေးလေးပေးအောင်ထမင်းစားလိုက်ကို share ချက်ပြတယ်ကွာထမင်းစားလိုက်ကိုလေလာ YouTube ရပါမယ်လေ share ပေးလို့ရတယ်ဒီလားလင့်လေးကိုလေအဲ့ဒီမှာ share ကိုနှိပ်ပြီးတော့လေအဲ့ဒီမှာ copy link လေးပို့ပြီးတော့လေ share ပြီးတော့မကြည့်ပါဘူးမြရတယ်ပဲလူကြီးတော့နှီးလိုက်မျိုးတော့အမလူရှင်းဘာဟင်းချက်မှလဲမကြီးဝတ်အာလူခုတော့တော့ခုတ်လိုက်ချူနေဟင်းကဲဒါတော့ဝတ်သားလေးရပါပြီเนาะဒါဆိုလို့ရှိရင်ဝတ်သားဘယ်လောက်ခုလဲမကြီးဝတ်သားကဘယ်လောက်ပိုးလဲဘယ်လောက်ပိုးလဲမရှိဘူး50ပိုးလား60ပိုးလားအဲ့ဒါပဲရှိတယ်ထိုင်းဘတ်ပေါ့နော်ထိုင်းဘတ်50 60ရှိပါတယ်တဲ့50 60ဘာလို့မနက်ကဈေးတော့သွားဝယ်တာမဟုတ်အိမ်ရှိလာတဲ့ဈေးကားနေပြီးဝယ်တာကွာသိလားဈေးကားမှာတတိအများကြီးဝယ်တာကြက်ဥတွေရောဝက်သားတွေရောပြီးတော့ဟိုအသီးနှံတွေရောအကုန်လုံးဝယ်တာဆိုတော့လေတော့နော်အောင်မြင်ပြီးနောက်ပိုင်းနော်ဝတ်သားနေတာတော့သူကဒီမှာရောင်းမနေမယ်နေတော့တာလက်ထစီးရမှာဆိုလို့လေအသားကင်ထားလို့ရှိရင်လက်ထစီးအောင်သူ့မှာပြီးရလက်ကဆေးလိုက်ပြီဆိုတော့ကဲဆိုတော့သားလေးဒီလိုလေးခဏလေးကောက်နေထားလိုက်ဘယ်လိုဖြစ်တော့ဆိုဟုတ်လေဖုန်းကင်ထားရလေဟုတ်တယ်ငါမဆုံးရင်ဟုတ်တယ်နင်း gas ကအငွေ့ရထွက်မှာမာလိုက်တာဈေးကားတွေကဗဒနာကြီးဆိုရင်ဖြတ်တာလည်းမသေးတဲ့ဈေးကားတန်လေးတို့အိမ်ရှေ့ကိုလာတော့ဆို8နာရီကျော်လောက်ဆိုလာတယ်ခုဈေးကားမှကြီးအရင်ကဆိုလို့ရှိရင်တဲတို့လည်းလုံးလာပြီဆိုတဲတို့အိမ်ရှေ့မှာကွက်တိရတယ်အခုကတဲတို့အိမ်ရှေ့မဟုတ်တဲတို့အိမ်ရှေ့မတိုင်နေမှာတော့တစ်ခေါက်ရက်သေးတယ်ပုံမှန်ဆိုရင်8နာရီစိုးစိုးလေးက8နာရီ5မိနစ်လောက်ဆိုလို့ရှိရင်ရောက်ပြီခုက9နာရီ9နာရီမှဒီလိုရောက်ကုန်တိုက်တွေမှာတဲ့ဝတ်သားတွေကဈေးကြီးနေလို့တဲ့ဈေးကားကဝယ်ချင်လို့တဲ့ဟုတ်တယ်ထိုင်းမှာပဲနေရလားဈေးကားတွေလည်းပဲသွားနိုင်လို့ရှိရင်တော့လေအဲ့လိုဈေးလေးတွေကိုလေကိုယ့်ကိုသွားပြီးအဲ့လိုတပတ်စာလို့10ရက်စာလို့ဝယ်ထားတာပိုကောင်းတယ်။ဘာလို့ကိုကအင်ရှင်မဆိုတော့လေပတ်စံဗတ်တဲ့ဆိုရင်ပေါ့နော်။ဟိုလေနှစ်ပတ်3ပတ်အစားကိုကကြည့်တော့ဈေးထပ်စာလို့ရှိရင်တော့ဈေးက3-5ပတ်တော့နည်းနည်းလေးတော့ပိုများတယ်။ဒါပေမဲ့အေးပေါ့စူပါမားကတ်တွေစာလို့ရှိရင်ရောလည်းပိုတက်တာလာပေါ့ကွယ်။အဲ့လိုရှိတာပေါ့နောက်ရက်တွေလည်းမျှော်နေမယ်တဲ့ចောင်းပိတ်ရက်တွေပြင်းလို့တဲ့ကဲအမကြီးနောက်ရက်တွေလည်းနော်ချက်ပေးမယ်နော်ပြီးတော့လေနောက်တစ်ခုကလေဒါဟိုကိုကလည်းအင်ရှင်မဆိုတော့လေဟိုတက်တာရေးလမ်းကြောင်းတွေပြောပြတာပေါ့နော် shopping center တို့ supermarket တို့ကအိုးတွေဇုံးတွေဆိုလို့ရှိရင်တိတ်မတော့မှမဟုတ်ဘူးဈေးကြီးလို့
ဘယ်ဟာမှာဝယ်လဲဆိုတော့ဒီရက်ကွက်ဆိုင်လေးထဲမှာလေ20လမ်းဆိုင်ဆိုပြီးရှိတယ်20လမ်းဆိုင်ဆိုပေမဲ့ဆိုင်လေးဟာအကုန်လုံးတော့20မဟုတ်ဘူးပေါ့ဒါနဲ့ပစ္စည်းတော်များများတော့20လမ်းလေးတွေပေါ့အဲ့ဒီမှာဒီဟင်းချက်စရာပါညာဆိုလို့ရှိရင်အရန်တက်တာဟင်းချက်စရာပါညာတော့ဖြစ်ဒီဟင်းချက်ပစ္စည်းနော်ဒီမိဖို့ကြောင့်ပစ္စည်းပါညာဆိုတက်တာတယ်သူဆိုဒီဇုံးလေးဆိုလို့ရှိရင်တော့20ပဲရှိတယ်ဒီဒေဝဆိုလို့ရှိရင်ဟိုဟာလောက်ပဲရှိတယ်တဲဝယ်တာလောက်3နှစ်သူတော့ဈေးခွာတယ်လားဟောဒီခုနကလည်းတာမဟုတ်ကြီးရတယ်ငါ့ယောက်ျားလေးမေးရအောင်ဟဲ့ကင်မရာကြီးကလည်းတော့လာနဲ့စီကောင်းတဲ့ရမယ်ဆိုတာလူကြီးတွေပေါ့နော်ဒါရှေးလူကြီးပါဆိုတဲတော့အရင်တော့အိမ်မှာအဖွားတို့အမေတို့ကသွေးတိုင်းဖွင့်ပြီးတော့ရှာဖွေကျွေးမွေးရတာဆိုတော့စီလေးတေချာလေးတက်ကမယ်ဆိုတာဘာလို့ပြောလဲဆိုတော့ထားပါတော့ခင်းကဒီနေ့မှကျန်တယ်နောက်နေ့အတွက်လည်းစားလို့ရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့သူကစီလေးတေချာလေးတက်ထားလို့ရှိရင်ခင်းကပိုခံတာပေါ့နော်ဒီထိုင်းရောက်ခါတော့ထိုင်းမှာလည်းဒီစိမ့်မှုသုံးရတယ်ထိုင်းကမျိုးဒီစိမ့်မှုအနေနဲ့ချက်လို့ရှိရင်လေခင်းတော့ဖြစ်တယ်ဒါပေမဲ့မြန်မာအရသာစစ်စစ်ဒီမထွက်ဘူးဒါတဲဆိုလို့ရှိရင်ဒါမြန်မာမျိုးဒီအစိမ့်မုံပေါ့နော်ဗာလဲဦးလေးကြီးလားဦးလေးကြီးမျိုးဒီစိမ့်မုံလားအဲ့ဒီဟာနဲ့တဲလေးပြန်သုံးတာပေါ့နော်ဆိုတော့မြန်မာအဓိကတော့မြန်မာ ingredient နဲ့သုံးလို့ရှိရင်တော့မြန်မာအရသာပိုထွက်တာပေါ့ကွာအသားထည့်တော့ဘူးနော်အခုကလေအဲ့ဒီဒီထဲမှာထည့်ထားတဲ့သွားဟိုမျိုးဒီစိမ့်မုံတွေပါလေဒီထဲမှာတူးနေမှာထည့်နော်ဆိုလို့ရှိရင်တူးနေလို့ထွက်သွားမှာဆိုလို့ကိုကြီးထိတာနော်နောက်ကြနေမှဆက်ပြီးကြားသူ့ရဲ့ဒီအစ်နဲ့လို့ခေါ်တော့ဟင်းဦးတော့အစ်နဲ့အဟောင်းနဲ့မရှိတာတော့အစ်နဲ့ဆိုရင်ပိုစားကောင်းတာလားအဟောင်းနဲ့ဆိုပိုစားကောင်းတာလားဟောင်းနဲ့ဟုတ်လား yes ဒါတော့လေချိုးစပူမွေးမှာဆိုလို့ရှိရင်ရွှေ့နေရှိရတယ်သိရမလားအမလေးရဲ့ပဲလေးဖျားလို့လေဩတည်ရအောက်ထက်ကကောင်းနေဖြစ်တာကိုပြောတာဟုတ်လေဘယ်ပါလဲငဲလားစပူကသူ့လိုကဒေအိုးလေးပေးရလေအဲ့ဒေအိုးကိုမသေးရဘူးပြောတာလေဆိုတော့ဒီချိုးဟာတွေမှာအဲ့လိုတစ်ဆက်ဖြစ်နေရှိတယ်အာလူကြီးတဲ့နော်အဲ့လိုမျိုးဒီဒေအိုးလေးဆိုလို့ရှိရင်မသေးရဘူးလို့အဲ့ဒီကကြံတဲ့ဥစ္စာတွေတကြီးလေးနဲ့လည်းတုတ်တာလို့ဖောက်ကလေးနဲ့လည်းလုပ်တာလို့အဲ့လိုမျိုးပါလေရှိတယ်မသေးရဘူးဆိုတော့ရှိတဲ့ဟာတွေကိုသမီးတို့ကလည်းမသေးဘဲနဲ့စားနေတာလေနော်ပြောပြချက်တုံးပုံမထွက်သေးဘူးဒါ in the middle of somewhere ပေါ့ဒါ in the middle of somewhere အနေထားလေးတစ်ခုအဲ့ရေမထည့်သေးဘူးဒီလားဘာလို့ဆိုတော့ဝတ်သားတိတ်ပြီးတော့မတင်းသေးလို့အရင်ရေအခုချိန်မှာကွာဟိုလေဘယ်လိုပြောလဲလောလောချက်တဲ့ဘူးဆိုရေဘလောဆိုထည့်လို့ရှိရင်ဝတ်သားပြုတ်လို့ဖြစ်ပါလေဒီနာတာဟောဒါရေထည့်တာအာရေလားဩထားကြရနော်ရေကထားကြထည့်ရလေအောင်မီမင်းတော့မရေလောင်ထားကြပဲထည့်တော့တာဘာပြန်ထားလဲဟုတ်တယ်ဟုတ်တယ်ညံလေးချက်ပါ1 2 3လာနောက်ပြရလည်းရှုပ်နေတယ်ဒီခံပေးကြတာအမေကျမပြရတော့တော်တော်စီပါဘူးဒီမှာတော့ဒါဒီပလက်လေးနဲ့ပေါ့နော်ဒါချမောင်ဟင်းလေးတည်ထားပါတယ်လို့နော်မြည်ကြည့်လိုက်အောင်မင်းချိုင်အဲ့လိုမျိုးပဲဖြစ်လို့ကြတယ်ဟဲ့ live တော့သူ support မှတ်တက်တွေပါသုံးတယ်နော်အေးဘုံကကူဝမ်းတယ်အောင်ဆိုတော့ဒါအီမှာဆိုလို့လေဆိုင်နေစော်ကားလေးနည်းနည်းထောက်ခဲ့လိုက်မယ်နော်ချမောင်က3စီးမနေ့ကသမင်းချမ်းကြံတာကောင်းရှိတယ်သမင်းချမ်းနဲ့သမင်းပူနဲ့ရောလိုက်အော် random ပေါ့ yeah မကောင်းသူထင်ကောင်းသူထင် random ပေါ့ဒါကထမင်းဘူးသမင်းဘူးနဲ့သမင်းချမ်းနဲ့ရောလိုက်မယ်ကြံကောင်းတာတိလားဆန်လဲလေအများကြီးမကြံတော့ဘူးမမိုးကြောင်းသွားကြိုလို့ရှိရင်အသက်ဆန်ဝယ်ရအောင်မယ်နောက်နေ့နေ့တိုင်းလွှင့်ပေးရမှာဟုတ်တယ်မလားဒီညာနိုင်ငံရောက်လို့ရှင်တော့ဒီ apartment လေးလို့ condo လေးတို့မှာနေရလို့ရှိရှင်လေအဲ့ဒီမှာလည်းကိုယ့်အကိုချက်စားလို့ရတယ်တိလားကိုယ့်အကိုချက်စားလေတတိပြရမယ်တိလားတတ်တာတယ်တိလားဘယ်လိုတတ်တာလဲဆိုတော့လေတဲလေးလို့ဆိုလို့ရှိရင်ဒါသားမိသားဖ3ယောက်ရှိရယ်ခွေး2ကောင်ကတော့လူစားမကျွေးဘူးသူတို့ခွေးစားပဲကျွေးရယ်သားမိသားဖ3ယောက်ကိုမနက်စာညစာပေါ့နော်ထ
မင်းနဲ့ဟင်းကောင်းလေးနဲ့ချက်မယ်ဆိုလို့ရှိရင်လေတဲ့ပြောမယ်တခါတလေဆိုလို့ရှိရင်လေဘတ်100တော့မပြည့်ဘူးဟင်းရတယ်သမင်းနဲ့ရောသမင်းနဲ့ပေါင်းလို့ရှိရင်တော့ဘတ်100ဆူဆူလေးပေါ့နော်အဲ့ဒါသားမိသားဖ3ယောက်နော်မနက်စာညစာစားလို့ရတယ်နော်ဒါဟို breakfast တို့ဘာလို့တော့ကိုတက်စားတာလားတက်စားတာတပါတယ်ပေါ့အဲ့လိုမျိုးတွေချက်စားလို့ရှိရင်လေတက်တာတယ်ဒီလားအဲ့လိုမျိုးဒီ apartment တို့ဘာလို့အဆောင်တွေဘာတွေမှာလေတငယ်ချင်းတွေနဲ့ပေါင်းနေတဲ့လူတွေဘာတွေဆိုလို့ရှိရင်အဲ့လိုမျိုးအလှည့်ကျလေးတွေချက်စားပိုတက်တာလားပေါ့ကွာကဲဝတ်သားလေးရောနည်းနည်းလေးစောင့်လိုက်ရအောင်နော်မီးလေးတင်ပြီးစောင့်လိုက်โอเคဟုတ်ပါဒီထောက်လို့ရှိရင်တော့ဟုတ်ပါလေဟုတ်ကြပါဒီထောက်လို့ရှိရင်တော့ဒါရင်းရင်းမှုအမွေကြီးပါလားနည်းနည်းလေးတော့ထည့်လို့ရတယ်ဒါပေမဲ့ရေကြမှာကိုနည်းနည်းလေးတော့ထည့်လိုက် မထည့်ရသေးဘူးအမတဲ့မထည့်ရသေးဘူးတဲ့ ဟုတ်လားပြတ်တော့ပြတ်ထည့်လိုက်နော်အခုကလည်းရှိရတော့အုံးလို့ရှိရင်လေရေခမ်းတာနည်းနည်းလေးကြာအဲ့လိုမျိုးတော့ရှိသေးတယ်ဟိုအုံးဖွင့်နေထားလိုက်နော်အဲ့လိုမျိုးပေါ့နော်ကျမတို့အရှင်မရဲ့အချိန်ကို save လုပ်ပြီးပေါ့နော်အချိန်လေး save လုပ်နေတဲ့အချိန်မှာဟဲ့ပြောပြအောင်မယ်နိုင်ငံသားမှာနေရဘာဒီပိုင်ဆိုင်နေပြီလဲဆိုတာပြမယ်ဒီမှာမဟုတ်ပါစကားလေ1 2 3 4 5 6 9ဒါပဲလားမဟုတ်သေးဘူးဒီမှာရှစ်ကို30စနေကြည့်ဒီမှာနိုင်ငံသားမှာနေကြကျမရဲ့ပိုင်ဆိုင်မှုတွေပါလို့နော်အများကြီးပါတတ်ပါတယ်အမဒီတိုင်းသာဆက်သွားရင်အမ Elon Musk လောက်ဖြစ်သွားမှာဘီလဂိတ်လောက်ဖြစ်လာမှာစစချမောင်းဟင်းကဟိုပါဖြစ်ခဲ့တာချမောင်းဦးယူပိတ်ခဲ့အဲ့ဒီဒါဆိုလို့ရှိရင်20ရန်ဆိုင်မှာဝယ်တာ35ဘတ်ပဲပေးရအဲ့ဓာတ်ဆိုမှငါပြောပြအောင်အဲ့ဒီဓာတ်ထဲတဲ့ဟာကိုငါတို့ဘယ်သူလုပ်ပေးထားတယ်ထင်လဲမမမိုးလုပ်ပေးတာဒါထဲထားဝယ်ပဲဆိုမဟုတ်ဘူးလေသူလုပ်တတ်တယ်သူ DIY နေကြည့်တာလေအဲ့မမမိုးက YouTube က DIY နေကြည့်ပြီးတော့ယူထားပြီးလုပ်ပေးထားဓာတ်ထဲတဲ့ဟာအဲ့ဒီဓာတ်ထဲတဲ့ဟာလဲဟို20ရန်ဆိုင်မှာဝယ်လို့ရှိရင်20ပဲရှိတယ်မဟုတ်ဘူးသူလုပ်ပေးမှာသူလုပ်ထားတာဟုတ်တာကဲတက်လားအဖုံးမအုပ်လို့ရှိရင်လေဟိုလေဘယ်လိုပြောမလဲရေလေးနဲ့ခန်းတာပုံမြင်ဒါဆိုလို့ရှိရင်တော့အများဆုံးကြာ9မိနစ်လောက်ပဲအေးကကားဖားတွေကဒီလိုမျိုးခင်းအနှစ်အရေးနဲ့ရှယ်နေစားတာကြားတဲ့လူဆိုဒီနေရာလေးမှာတဲပြတော့ချရတယ်နော်ဝါတုံးတက်သားရဲ့ကြတော့တုံးတက်သားအောင်မှာသူကနို့အောင်လားအသားနို့အောင်လားအသားဆိုတော့အစီရလေသူကတင်းတင်းလေးခုမှချက်ချစ်လက်ငယ်ချက်လိုက်တဲ့ဝတ်အာလူဖြစ်ပါတယ်ရှင်မွေးကြိုက်လားစားပဲတဲ့ဆိုတော့ဝတ်အာလူဆို